အကယ်၍မြန်ယခုလိုတဘာဝဘေးရန်နဲ့ကြုံလာရင်အဓိကလိုအပ်မဲ့ပစ္စည်း22မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။28ရက်3လ2025မှာဖြစ်ပွားတဲ့လူအသေးအပြောက်အများဆုံးငလျင်ဘေးကြီးဖြစ်သွားတဲ့အတွက်အများစွာစိတ်မကောင်းဖြစ်ရပါတယ်။အဲ့ဒီပစ္စည်း22မျိုးကိုကျိုးပွေထဲမှာအစင်သစ်ထည့်ပြီးတော့မိမိတို့အိမ်ရဲ့အပေါက်ဝါနာမှာအမြဲတမ်းထားပြီးတော့နေပါလို့ပြောပြလိုက်ရပါတယ်။တဦးတယောက်စာအတွက်လိုအပ်မဲ့ပစ္စည်းလေးတွေကတော့နံပါတ်1အစားအစာအတွက်ကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်။ရေတန့်1လီတာဘူးနဲ့2ဘူးချက်စရာမလိုတဲ့အစားအစာခောက်ဆွဲကြောင်ဘီစကစ်ငါးတစ်တာတစ်ခါသုံးပကံဇွန်လိုအပ်ပါမယ်။နံပါတ်2အတွက်ကကျန်းမာရေးနဲ့တန်ရှင်းရေးအတွက်ဆိုလို့ရှိရင်ပတ်တီးလိပ်အသေးအယ်ကိုဟောပတ်လက်တန့်စေလက်အိတ်မတ်ဝက်တစ်ရှူမိမိတို့အသုံးပြုနေကြဆေး3ရက်စာဖြစ်ပါတယ်။နံပါတ်3လက်နှိပ်ဓမီပါဝါဘန့်နောက်ပြီးကြလို့ရှိရင်ငလင်မှာဆိုလို့ရှိရင်ငလင်လှုပ်တဲ့အချိန်မှာတိုက်ခန်းတွေဟာပိတ်သွားပြီးတော့ပြန်ဖွင့်လို့မရလို့ဆိုလို့ရှိရင်2ဆက်လေးလိုအပ်ပါမယ်။ပြီးတော့အပေါ်ကပစ္စည်းတွေပါတွေပြုတ်ကျတာအတွက်ခန္ဓာရည်ရှိအောင်လို့အုတ်ထုတ်အသေးစားလေးတစ်လုံးလိုအပ်ပါမယ်။နံပါတ်4ပေါ့ပေါ့ပါပါစောင်းတစ်ထည်လိုအပ်ပါမယ်။နံပါတ်5မှတ်ပုံနဲ့မိတ်တူပတ်စံအနည်းငယ်နဲ့မိသားစုကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေရေးထားရပါမယ်။ကြောဘိုးအိတ်ထဲမှာအဲ့ဒီပစ္စည်း22မျိုးကိုထည့်ပြီးတော့မိမိတို့ရဲ့အိမ်တကားပေါင်းမှာချိန်ထားခြင်းအပြင်သဘာဝဘေးအန္တရာယ်တို့ကိုကြိုတင်ကာကွယ်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။အခုပြထားတဲ့ပုံလေးတွေကတော့တခြားနိုင်ငံတွေမှာဆိုလို့ရှိရင်ယခုလိုသဘာဝဘေးအန္တရာယ်နဲ့ကြုံလာလို့ရှိရင်အမြဲတမ်းစောင့်ထားတဲ့ပုံလေးတွေပဲဖြစ်ပါတယ်။ဒီပုံလေးတွေကိုလေ့လာခြင်းအပြင်မိမိကိုယ်ကိုမိမိကာကွယ်နိုင်ပါစေလို့ဆုတောင်းအပ်ပါတယ်။